Leonardo app တွင်အရေးပေါ်ဆက်သွယ်ရန်လွယ်ကူသောနည်းလမ်းတစ်ခုထည့်ပါ Leonardo app ကိုဝင်ရောက်ပြီးမီနူဘားကိုဖွင့်ရန် icon ကိုနှိပ်ပါထို့နောက် Business Manager ကိုရွေးချယ်ပြီး User နှင့် Password အချက်အလက်များကိုဖြည့်ကာစနစ်သို့ login ဝင်ပါမီနူဘားကိုဖွင့်ရန် icon ကိုနှိပ်ပါထို့နောက် Manage Stores နှင့် Add New Row ကိုအစဉ်လိုက်ရွေးချယ်ပါ Detail သင်၏အဖွဲ့အစည်းအကြောင်းအချက်အလက်များကိုဖြည့်စွက်ပါရင်းတို့မှာအမည်သေးစိတ်အချက်အလက်များဖုန်းနံပါတ် website နှင့်တင်လိုချင်သောအခြားအချက်အလက်များပါဝင်သည်အသုံးပြုသူများရှာဖွေရာတွင်လွယ်ကူစေရန်အတွက်တင့်လျော်သောအမျိုးအစားကိုလည်းရွေးချယ်သင့်သည် Images တင်လိုချင်သောပုံများကိုအပ်လုပ်ပါအကြံပြုချက်သင်သည် Store Folder ကဏ္ဍတွင်ဥစွာအပ်လုပ်သင်သည် Store Gallery အတွက်ပုံများကိုအပ်လုပ်ရန်သို့မဟုတ်မလုပ်ရန်ရွေးချယ်နိုင်သည် Location မြေပုံပေါ်တွင်အချက်အလက်များပြသရန် location နေရာလွတ်တွင်သင်၏အဖွဲ့အစည်းဒီနေရာကိုရိုက်ထည့်ခြင်းဖြင့်ဒီနေရာကိုအမှတ်အသားပြုပါသို့မဟုတ်သင်လိုချင်သောဒီနေရာသို့အနီရောင်အမှတ်အသားကိုရွှေ့ပါ more အသုံးပြုသူများသိရှိနိုင်စေရန်သင်၏အဖွဲ့အစည်း၏လုပ်ငန်းချိန်များကိုပြသပါသင်လိုချင်သည့်အတိုင်းအဖွဲ့အစည်း၏အဖွင့်အပိတ်ချိန်များကိုရွေးချယ်နိုင်သည်စာမျက်နှာ၄ခုလုံးရှိအချက်အလက်များမှန်ကန်မှုရှိမရှိစစ်ဆေးပါထို့နောက် Creator ကိုရွေးချယ်ပါသင်ဖန်တီးထားသောအချက်အလက်များသည် My Store တွင်ပေါ်လာပါမည် icon ကိုနှိပ်ခြင်းဖြင့်အချက်အလက်များကိုပြင်ဆင်နိုင်သည်သို့မဟုတ်ဝန်ဆောင်မှုတစ်ခုသို့မဟုတ်ဝန်ဆောင်မှုများကိုထည့်လိုပါက Service ကိုရွေးချယ်ပါ Service Create New Services Group ကိုရွေးချယ်ပါသင်၏ဝန်ဆောင်မှုသို့မဟုတ်ဝန်ဆောင်မှုများ၏အချက်အလက်များကိုဖြည့်စွက်ပါသင်လိုချင်သော Options Type ကိုရွေးချယ်ပါထို့နောက် Create ကိုရွေးချယ်ပါicon ကိုနှိပ်ပါနောက်ထပ်အသေးစိတ်အချက်လက်များဈေးနှုန်းငွေကြေးမျိုးစားစသည့်အချက်လက်များကိုတစ်ခုချင်းစီတွင်ဖြည့်စွက်ပါအချက်လက်များထည့်ရန် add ကိုနှိပ်ပါပြီးသောအခါ update ကိုနှိပ်ပါခြေအနေကိုစစ်ဆေးရန်မမေ့ပါနှင့်သင်၏အချက်လက်များအဆင်သင့်ဖြစ်သောအခါစနစ် admin မှအတည်ပြုချက်ကိုစောင့်ဆိုင်းရုံသာဖြစ်သည်သင်၏အဖွဲ့အစည်းချက်လက်များသည် application ၏မျက်နှာပြင်တွင်ပေါ်လာပြီးချက်ချင်းအသုံးပြုနိုင်မည်ဖြစ်သည်မနှောင့်နှေးပါနှင့်အကူအညီကိုကြည်ကြဲပြန့်ပြန့်ဖြန့်ဝေနိုင်ရန်လွယ်ကူသောဆက်သွယ်ရန်နည်းလမ်းတစ်ခုထည့်ပါယနေ့မှစတင်၍အသုံးပြုပါ Google Play Store မှ Leonardo app ကိုယခု download လုပ်ပါ